ကိုက်ခဲပြောက်စီတွေနေ့စဉ်တောက်မိနေရင်ဘာဖြစ်မလဲခေါင်းနဲ့ကိုက်လိုက်တာနဲ့ပါရာစီတမောကောက်တောက်လိုက်တယ်ခါလီနာတာနဲ့အကိုက်ခဲပြောက်စီတစ်လုံးလောက်ရှာတောက်လိုက်တယ်ဒီလိုအလေးထားမျိုးတင်မှရှိနေလားအကိုက်ခဲပြောက်စီဆိုတာခဏတာတက်တာဖို့အတွက်ကောင်းမိမယ်ဒါကိုအမြဲတမ်းအားကိုးနေမိပြီဆိုရင်တော့တင့်ရဲ့ခန္ဓာကိုယ်ထဲမှာဘုံတစ်လုံးကိုအချိန်ကိုက်တက်ထားသလိုပါပဲဒီနေ့ဗီဒီယိုမှာတော့အကိုက်ခဲပြောက်စီတွေနေ့စဉ်တောက်ခြင်းရဲ့ကြောက်စရာကောင်းတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုပြောပြပေးသွားမှာပါအသေးနဲ့ကြောက်ကက်ကိုအတန်တိတ်တက်ဖြတ်ခြင်းပထမဆုံးသိထားရမှာကကျမတို့အတောက်အများဆုံးပါရာစီတမောပါပဲပါရာစီတမောကိုတတ်မှတ်ထားတဲ့ပမာဏထက်ပိုတောက်ရင်ဒါမှမဟုတ်နေ့တိုင်းတောက်နေမယ်ဆိုရင်တင့်အသေးဟာအစိတ်တောက်တွေကိုမဖေရှားနိုင်တော့ပဲအသေးပျက်စီးတဲ့အထိဖြစ်နိုင်ပါတယ် NSAID လို့ခေါ်တဲ့ Ibuprofen, Diclofenac နဲ့ဆေးတွေကိုရေရှည်တောက်ရင်ကြောက်ကက်စီသွေးစစ်ဆေးမှုကိုလျော့နေစေပြီးကြောက်ကက်ပျက်စီးစေနိုင်ပါတယ်ကြောက်ကက်ပျက်စီးတာဟာလည်းလက္ခဏာချက်ချင်းမပြတတ်ပဲနောက်ဆုံးအဆင့်ရောက်မှသိရတာမျိုးများပါတယ်အစာအိမ်နဲ့ဦးလန်းချောင်းပြဿနာများအကိုက်ခဲပြောက်ဆေးတွေဟာဗိုက်ထဲမှာအစာအိမ်နဲ့ရန်တွေကိုကာကွယ်ပေးထားတဲ့အလွှာပါးလေးကိုလောင်ကျွမ်းစေနိုင်ပါတယ်။နေ့တိုင်းတောက်မယ်ဆိုရင်အစာအိမ်အနာဖြစ်နိုင်ပါတယ်။ပိုဆိုးတာကအစာအိမ်တွေကသွေးယိုတာဖြစ်လာပြီးသွေးအန်တာဒါမှမဟုတ်ဝမ်းမဲမဲသွားတာမျိုးတွေကြုံရနိုင်ပါတယ်။နှလုံးနဲ့သွေးတို့ယောဂတချို့အကိုက်ခဲပြောက်ဆေးတွေဟာသွေးပေါင်ချိန်ကိုမြင့်တက်စေပါတယ်။နှလုံးရောဂါအခန့်ရှိသူတွေဒါမှမဟုတ်သွေးတို့ရှိသူတွေအနေနဲ့အကိုက်ခဲပြောက်ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်မရှိဘဲနေ့တိုင်းတောက်ရင်နှလုံးရုပ်တရက်ရက်ဆိုင်တာနဲ့လေဖြတ်တာဖြစ်နိုင်ခြေ40%လောက်ထိပိုများသွားတတ်ပါတယ်။ဆေးကြောင့်ဖြစ်တဲ့ခေါင်းကိုက်ဝေဒနာဒါကတော့တော်လေးရေဖို့ကောင်းသလိုစိတ်မကောင်းစရာလည်းကောင်းပါတယ်။ခေါင်းကိုက်လေးဆေးတောက်တယ်ဒါပေမဲ့ဆေးကိုနေ့တိုင်းတောက်ဖန်များလာရင်ခန္ဓာကိုယ်ကဆေးကိုကျင့်သွားပြီးဆေးမရှိရင်ခေါင်းကိုက်တာမျိုးဖြစ်လာတတ်ပါတယ်ဒါကို medication overuse headache လို့ခေါ်ပါတယ်ဆေးတောက်လေခေါင်းကိုက်လေဖြစ်လာတာမျိုးပါဒါဆိုရင်ဘာလုပ်ကြမလဲနာကျင်တာကိုတီးခတ်နေရမလားအဖြေကတော့မဟုတ်ပါဘူးအကိုက်ခဲပြောက်ဆေးကို3ရက်ထပ်ပို့ပြီးဇက်တိုက်တောက်ဖို့လိုလာပြီဆိုရင်ဆေးဆိုင်မှာဝယ်တောက်မဲ့အစားဆရာဝန်နဲ့တိုင်မယ်မှာနာကျင်ရတဲ့အရင်းမြစ်အကြောင်းရင်းကိုရှာပါဥပမာရေတက်ခန်းချောက်လို့လားအေးရေးပြက်လို့လားအနေထိုင်မမှန်လို့လားတဘာဝနီးလန်းတွေဖြစ်တဲ့အကျော်လျှော်တာရင်ွေးကတ်တာဒါမှမဟုတ်အနားယူတာမျိုးကိုအရင်စမ်းသပ်ကြည့်ပါဆေးဆိုတာအချိန်မီတောက်ရင်ကုသပေးနိုင်ပေမဲ့အလွန်ကျွံတောက်ရင်တော့ကုအစိတ်ကျွေးနေတယ်လို့ပါပဲတင့်ကျမကြီးကိုကြည့်ဆိုင်ကြပါနော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်တော့ like လုပ်ပေးကြပါဦးနော်နောက်ထပ်ကျမကြီးဘုသူကြတွေနားဆင်ကြနေဆိုရင်တော့ Knowledge World Channel ကို subscribe လုပ်ထားပေးကြပါကျေးဇူးတင်ပါတယ်